အားလုံးပဲမင်္ဂလာပါအခုဆိုရင်ကျွန်တော်တို့ကြက်ဥကိတ်မုတ်လေးလှုပ်စားကြမယ်เนาะအားလုံးပဲလိုက်ကြည့်ကြမယ်ပွဲထောင်းလေးတွေကိုကျွန်တော်တို့ကြက်ဥမုတ်လှုပ်တဲ့ခွက်တွေကိုတည်တည်ချာချာလေးဖိထည့်မယ်เนาะဖိထည့်ထားမယ်ပြီးလို့စီရင်ပကံတွေကိုကြက်ဥအနှစ်လေးလုံးထည့်မယ်တရားစွန်းကြီး၅စွန်းထည့်မယ်စားနည်းနည်းထည့်မယ်စီ၄စွန်းထည့်မယ်ပြီးလို့စီရင်မှွေပေးမယ်ပြီးရင်အုံနို့100 မီလီဂရမ်ထည့်မယ်เนาะပြီးလို့ရှိရင်ဂျုံမှုတ်120 ဂရမ်ထည့်မယ်နော်ပြီးရင်ပွားစေးလက်ဖိတ်စွန်းတဝက်ထည့်ပြီးမှွေပေးပါမယ်အဲ့ဒါပြီးရင်ဒါလေးနှက်ထားမယ်ပြီးလို့ရှိရင်ကြက်ဝတ်ကာကိုကျွန်တော်တို့တမယာရေးလက်ဖိတ်စွန်း2စွန်းနဲ့ထည့်ပြီးတော့ကျွန်တော်တို့ခင်ဖြစ်အောင်ဒီလိုမျိုးဆက်လက်မှွေလိုက်မယ်နော်အဲ့ဒီလိုမျိုးခင်ဖြစ်သွားရင်အဲ့ဒီခင်တွေကိုခုနနှက်ထားတဲ့မုတ်တွေကိုထည့်မယ်ထည့်ပြီးအားလုံးသမအောင်မွေပေးမယ်ပေါ့နော်မွေပေးပြီးရင်တော့မုတ်နှစ်လေးတွေရပါပြီပြီးလို့ရှိရင်ကျွန်တော်ခုနမုတ်ခွက်လေးတွေကိုအပြည့်လေးထည့်မယ်ပေါ့နော်အပြည့်တစ်ပြည့်လေးခတ်ထည့်ပြီးတော့ကျွန်တော်တို့ရေနွေးစူတာနဲ့ပေါင်းကိုလည်းထည့်ပြီးတော့10 မိနစ်ပေါင်းပါမယ်10 မိနစ်ပေါင်းပြီးရင်တော့အရန်ကိုစားကောင်းတဲ့ကြက်ဥကိတ်လေးရပါပြီ